ကျမယောက်ျားရဲ့မွေးနေ့နံနေ့တိုင်းမှာကျမတက်ကြီးလေးပါဆုံးအမြဲကတ်လူပူစောဖြစ်ပါတယ်အပတ်စဉ်ကတ်လူပူစောဖြစ်တာပေါ့နော်ကျမအိမ်မှာကျမအမျိုးသားအတွက်ကျမရည်စူးပြီးတော့ဒီဟိုအဋ္ဌာန်နေလောက်တယ်သူ့အတွက် तू ကမအားတဲ့အတွက် तू အားတဲ့အခါကျရင်လည်းကျမနဲ့တူတူဝင်ကတ်လူပူစောပါတယ် तू ကမအားတဲ့အတွက်သူ့ကိုစားကျမကသူ့အတွက်ရည်စူးပြီးတော့ကောင်းမှုကုသိုလ်လေးတွေအမြဲတမ်းလုပ်ပေးဖြစ်တဲ့အဋ္ဌာန်နေဝင်ပေးဖြစ်ပါတယ်ကျမဘာဖြစ်လို့လုပ်ပြီးလဲဆိုရင်ကျမယောက်ျားကဖုံးကန်မြင့်မာပြီးတော့ကန်မြင့်မို့ကန်တက်ဖို့သူကန်မြင့်ကန်တက်မှာအန်ရကင်းပေးရှင်းမှာအဖြစ်မှာအလုပ်လုပ်နေရတဲ့အတွက်အန်ရကင်းပေးရှင်းပြီးတော့လုပ်ငန်းတွေအဆင်ချောမွေ့မယ်ကျမရေးကောင်းမယ်ပြီးရင်လက်လာပါတွေရှင်လန်းမယ်အိမ်မှာ तू ကဥဆောင်ပြီးပတ်စံရှာနေရတာဖြစ်တဲ့အတွက်သူ့အတွက်ကျမအမြဲတမ်းပါမီဖြည့်ပေးရမယ့်တာဝန်ရှိပါတယ်အလူနေ့မတိုင်ခင်ညတွေကကြိုတင်ပြီးပြင်ဆင်ရပါတယ်အခုလိုမျိုးညဘက်ထဲကကိုမနဲ့ကြရင်ကပ်ဖို့စွန်းပကံလေးတွေစီထားရတယ်တောက်တော်ကြီးပကံလေးတွေစီထားရတယ်စီမီတိုင်တွေအစင်သစ်လှုပ်ထားရတယ်လှုပ်ပြီးသွားရင်မနဲ့အတွက်ပုံကိုယ်တွေကိုပင့်ဖိတ်ကြတယ်ပုံကိုယ်တွေရဟန္တာတွေကိုညတွေကကြိုတင်ပြီးတော့ပင့်ဖိတ်ထားရတယ်ပြီးသွားရင်မနေ့အာယုံတက်တဲ့အချိန်မှာစွန့်ကပ်လူပူစောဖြစ်ပါတယ်ပြီးရင်ကိုနဲ့အတူစွန့်ကပ်ဖို့ပင့်ဖိတ်ထားတဲ့ပုံကိုယ်တွေထိုင်မှုအတွက်အခင်းလေးလည်းကျွန်မခင်းပေးထားပါတယ်နေရာထိုင်ခင်းလည်းခင်းပေးထားတယ်ကျွန်မဖျားရှိခိုးတိုင်းအမြဲတမ်းခင်းဖြစ်ပါတယ်နက်တွေပင့်တာဆိုတော့လေနက်တွေလည်းထိုင်လို့ရအောင်ကျွန်မအမြဲတမ်းခင်းထားဖြစ်ပါတယ်ပြီးတော့ကျွန်မနက်တွေမပင့်ခင်ကျွန်မအိမ်တောင်လေးတောင်ကိုဖျားရှိခိုးခံနေတိုင်းကျွန်မအမွှေးတိုင်းထုံးပူစောတယ်အခုကဒီညဘက်ပေါ့နော်ဒါဝတ်တုံတွေမြေနဲ့သားပေါ့နော်မြေဆောင်နောက်နဲ့မမြတ်သောပုံကိုယ်တွေကိုကျွန်မစီမီနဲ့အမွေးနဲ့သားတိုင်းအလူဒါနပြုတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပြန်လဲ၍ကတ်လူပူဇော်လိုပါကကျွန်တော်နဲ့အတူတကွကတ်လူပူဇော်နိုင်ပါတယ်ဆိုပြီးတော့သူတို့ကိုအမွေးတိုင်းစီမီအလူဒါနပြုတယ်ပြီးရင်အစားအသောက်လေးပေါ့နော်ပကံလေးနဲ့မြေကြီးပေါ်မှာတပင်လေးအောက်မှာကျွန်မအလူဒါနပြုတယ်ပေါ့နော်ညဘက်ပြီးတော့ကျွန်မကောင်းမှုကုသိုလ်ဘာပဲလုပ်ပေါ့နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန့်ပန်းရေချမ်းတစ်တိအဆုံးဘာပဲကတ်လူပြီးသွားရင်အပြင်မှာဘာအလူဒါနပဲလုပ်ကျွန်မကအရင်တော့ကတော့ကျမဘသူဆိုပြီးကတ်တယ်အခုနောက်ပိုင်းကျအဲ့လိုမဟုတ်တော့ဘူးဖုံးတော်နန္ဒာဂုံတော်နန္ဒာကန်းတော်နန္ဒာညံတော်နန္ဒာပေါ့နော်မြတ်စွာဘုရားရှင်ကုတော်မြတ်ကြီးပေါ့နော်တကူတော်နန္ဒာတို့နေပြည့်စုံတော်မလို့မြတ်စွာဘုရားရှင်ကုတော်မြတ်ကြီးကိုကျွန်ုပ်ဘသူကျမတို့နဲ့တကွာကျွန်ုပ်တို့ကိုစောင်းနဲ့12ပါးနဲ့ကျွန်ုပ်တို့ကစောင့်ရှောက်ကြကုန်တော့အဆောင်ရှောက်များနေဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဆွေတော်မျိုးတော်အပေါင်းတို့နဲ့တကွာမမြတ်သောပုဂ္ဂိုလ်များအလုံးနဲ့တကွာတိုက်ဆက်ပဋ္ဌာန်းဆက်အပေါင်းတို့ကရည်စူးရ၎င်းတို့နဲ့ပေါင်းစုရ၎င်းတို့နဲ့အတူတကွာမြတ်စွာဘုရားရှင်ကုတော်မြတ်ကြီးကိုတောက်တော်ကြီးမျက်နှာတက်တော်ကြီးပန်းစီမီအမွေးနဲ့သားတိုင်းစွန်းဘာညာပေါ့နော်ဒါတွေကိုတရားကြည်ပူစွာဖြင့်မမြတ်တန့်စင်စွာကတ်လူပူဇော်ပါတယ်အရှင်မြတ်စွာဘုရားဆိုပြီးတော့မျက်လုံးထဲမှာပုဂ္ဂိုလ်တွေကလည်းအတူကိုနဲ့အတူပေါ့နော်တောက်တော်ကြီးကွက်ဒီကိုင်းပြီးတော့အတူတကွကတ်လူပူဇော်နေတာကိုနဲ့အတူထိုင်ပြီးတော့အဲ့လိုမျိုးကတ်လူတာကိုမျက်လုံးထဲမှာပုံဖော်ပြီးတော့မြတ်စွာဘုရားရှင်ကပလင်ကြီးမှာပေါ့နော်ပရိဘောဂစေတီမှာထိုင်ပြီးအကုန်လုံးနတ်တွေနဲ့မမြတ်သောပုဂ္ဂိုလ်အကုန်လုံးနဲ့ကိုကအတူဒီလိုမျိုးစွန့်ပန်းရေချမ်းကိုကတ်လူနေတာကိုပုံဖော်ပြီးတော့ကျွန်မကတ်ဖြစ်တယ်ပေါ့နော်ကိုကမမြင်ရပေမဲ့နေရာတိုင်းမှာအဆောင်ရှောက်ဆိုတာအမြဲရှိတယ်နောက်ဆုံးကိုယ့်ရဲ့သပင်မွေးတမွေးမှာတော့အဲ့လိုမျိုးအဆောင်ရှောက်ဆိုတာရှိတယ်ကွာရှင်းလူကြီးတွေပြောရလေညဘက်ဆိုရင်သပင်ဖားရအိမ်သွားနေဆိုဝိညာဉ်မမြင်ရတဲ့ပုံကိုယ်တွေဆိုတာတွေ့တဲ့နေရာမှာကတ်တွယ်နိုင်တယ်